ဝါရီကိုတတိထားဟယ်လိုဘရိုကျွန်တော်ကအလွယ်မှာဘရိုကျွန်တော်ဒီနေ့မှာတော့အရန်ကြောက်စရာကောင်းတဲ့တရိษံစေးရုံမှာကျွန်တော်ကဆရာဝန်တယောက်အနေနဲ့စေကူတာသွားမှာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဒီတရိษံစေးရုံထဲမှာလာပြီးတော့စေကူတာတဲ့တရိษံအစ်စ်တွေလည်းရှိသလိုတရိษံအယောင်ဆောင်ထားတဲ့မကောင်းဆိုးဝါးတွေလည်းရှိပါတယ်ခင်ဗျာတကယ်လို့ဒါကျွန်တော်ကဒီတရိษံအယောင်ဆောင်ထားတဲ့မကောင်းဆိုးဝါးတွေကိုသာစေကူတာမိလို့ရှိရင်ကျွန်တော်ဘာတွေဖြစ်သွားမလဲသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအခုချက်ချင်း like လေးကြောက်ချက်နှိပ်ခဲ့ပေးပြီးတော့ကျွန်တော်ရဲ့တူတူတရိษံစိတ်ယုံရေးစီကိုကျွန်တော်တို့တွားလိုက်ကြစို့ဗျာ let's go alright bro ခုဆိုရင်ကျွန်တော်တရိษံစိတ်ယုံရေးစီကိုရောက်သွားပါပြီ oh my god ဟိုမှာတွေ့လားတရိษံနေပဲ alright အဲ့တော့ဒါတော့ကျွန်တော်အလုပ်လုပ်ရမယ့်နေရာပေါ့ဗျာနော် alright ကျွန်တော်ကဆရာဝန်တယောက်ပါနော် okay အဲ့တော့ကျွန်တော်တို့အိုးလာပြီ oh my god okay ဒါကျွန်တော်ရဲ့ပထမဆုံးစေးခုသားမယ်တရိษံပဲဗျာနော် hello တဲ့သူမိတ်ဆက်နေ my name is Linly တဲ့နော်နာမည်ကတရုတ်နာမည်လို့ကျွန်တော်ကအခု appointment လေးလာဟိုလောက်တာပါတယ်နော် okay အဲ့တော့သူ့ရဲ့ appointment လေးကိုတစ်ချက်စစ်ကြည့်မယ်နော် bro ရေသူ့ပုံစံကြီးကမကောင်းစဝါးနဲ့တူလား alright ဟိုမှာတော့ထိုင်ဆောင်နေတဲ့လူတွေတော့ရှိရခဏနော်တစ်ချက်စစ်ကြည့်လိုက်ပါဦးမယ်okay approve လုပ်လိုက်မယ်နောက်ထပ်သူ့ကိုဘာလုပ်ရမလဲဓာတ်ပုံရရမှာနော်ဓာတ်ပုံရရနိုင်အောင်မယ်နော်ဒါ approve လုပ်တာ okay ဓာတ်ပုံရပြီဆိုတော့ကျွန်တော်တို့ဓာတ်ပုံစစ်ကြည့်ရမှာတင်တယ်နော် okay ဒါတရိษံလားမကောင်းဆိုးဝါးလားပေါ့နော်သူ့ပုံစံကြည့်ရတော့ကျွန်တော်တို့တရိษံနဲ့ပဲတူပါတယ်နော်မကောင်းဆိုးဝါးဆိုရင်ဒီမျက်နှာမဟုတ်ဘူးဗျာနော်အဲ့တော့ဟုတ်ပြီတရိษံဆိုတော့ကျွန်တော်တို့ဒါဘာလို့မှာဒီမှာ register လုပ်ပေးမယ်နော် okay register လုပ်ပြီးရတယ်ကျွန်တော်တို့print ထုတ်ရမှာတင်တယ် okay print လေးထုတ်ပေးလိုက်မယ်okay ပါရပါပြီ patient Luna Linly ပေါ့နော် Linly ရဲ့ဟာလေးရတော့ပါပြီခင်ဗျာနော်room 1ကိုသွားပါခဏစောင့်နေနော်ဆရာဝန်ခဏနေလာခဲ့မယ် okay alright ကဲအချိန်ကြီးကတော့အခုတော့ကောင်းနေတော့မှရှိသေးတယ်ဘာမှတော့ထူးဆန်းတာတွေမဖြစ်သေးဒါပါလေကင်မရာလေးရောကင်မရာပါလေပြတ်နေရလား offline အေးပါကွာဒါပါလေ coffee တဲ့ coffee လေးပါလေးတောက်လို့ရတယ်ကွာနော် chocolate လေးရောဟုတ်ပြီYour sanity is important နဲ့မင်းရဲ့ဒီအုံနောက်ပေါ့လိုအပ်တယ်တဲ့မင်းဒီဟာ0ရောက်တာနဲ့ဒိုင်းတည်သွားမယ်ကျွန်တော်ရဲ့ဒီဘက်မှာ okay ရနောက်တစ်ယောက် my name is Yuki Park တဲ့ကျွန်တော် appointment လေးလုပ်ချင်လို့ဟုတ်ပြီခဏနော်ချက်ကြည့်ရမယ်သူ့ပုံစံရနေနော်ဒီရှေ့ကနေကြည့်ုံနဲ့ကျွန်တော်မသိတာဘူးနောက်ဒီပိုင်းကြည့်ရမှာ okay သူပါနော်ဒါကတော့ Roblox တွေကတရိษံပဲ bro နော် okay Roblox တွေကတရိษံနေကြည့်လောက်ပုံစံတွေကလူအတိုင်းပဲနော်ချောင်းနှစ်ဖက်ရဲ့လက်နဲ့ချောင်းရဲ့ okay ဓာတ်ပုံလေးရိုက်ကြည့်အောင် okay ဓာတ်ပုံရိုက်ကြည့်မှတိမှာပေါ့okay တရိษံပါပဲ alright အဲ့တော့သူ့ကိုကျွန်တော်တို့ဒီမှာ register လေးလုပ်ပေးလိုက်မယ်နော်ခဏဆောင်အောင်နော် okay ပြီးကြရင်room 1ကလူကိုတွားချက်အောင်ပါရပါပြီအဲ့တော့ကျွန်တော်တို့room 2မှာစောင့်ပေးပါနော်ကျွန်တော်ခုချက်ချင်းလာခဲ့ပါမယ်ဟုတ်ပြီဟိုမှာလဲလူနာကြီးလဲစောင့်နေရဆိုတော့ကျွန်တော်တို့တစ်ချက်သွားကြည့်လိုက်ပါဦးမယ်ကျွန်တော်ကဆရာဝန်ပါ okay room 1က okay ပါဆရာဝန်လာပါပြီနော်ဘာဖြစ်တာလဲတစ်ချက်တော့ကျွန်တော်တို့ DNA လေးစစ်ကြည့်မယ်နော်ဘာဖြစ်တာလဲဒီတရိษံလေးကယုံလေးလားဒီမှာတစ်ချက်ကြည့်မယ်နော် analyze လုပ်ကြည့်မယ်ဆိုတော့ okay ဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်မယ်သူက stomach ache တဲ့ဘိုင်းအောင်တာလားဘိုင်းအောင်တာဆိုတော့ခဏနော်သူကဒီ treatment ကကျွန်တော်တို့ဒီဆေးပင်လေးပေါ့ဆေးပင်လေးနဲ့ဆိုပျောက်တယ်ခဏလေးနော်အဲ့တော့ကျွန်တော်ဆေးပင်လေးလိုက်ရှာတာပိုင်းလေ okay ဆေးပင်လေးလိုက်ရှာမယ်ဒီမှာတွေ့ဒီမှာကျွန်တော်တို့ဆေးကူးသားမယ်ဆေးတွေအများကြီးရှိရပါနော်ဟုတ်ပြီဒီမှာဒါကျွန်တော်လိုအပ်တဲ့ဆေးပင်လေးနော် okay ဒီမှာလည်းအများကြီးရှိရ okay ဒီတရိษံလူနာကကျွန်တော်တို့ဘိုင်းအောင်တာဆိုတော့ဒီဆေးပင်လေးစားလိုက်အဲ့ဒါဆိုချက်ချင်းပျောက်သွားလိမ့်မယ်နော် okay patient recovery တဲ့နော် okay ရပြီ I feel much better now နဲ့ခုအဆင်ပြေသွားအောင်ငါမင်းကိုဘိုက်ကိုခုကမင်းခေါင်းကဘယ်လိုဖြစ်သွားလဲပတ်တီးနဲ့နည်းနည်းတော့လွဲနေနော်ဘိုက်ကိုပတ်တီးစီးရမှာခေါင်းပတ်တီးစီးသွားဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ room 2ကလူနာကိုတစ်ချက်ကြည့်မယ်နော်ဒီလူနာဘာဖြစ်တာလဲကျွန်တော်တစ်ချက်စစ်ပေးမယ်နော် okay ဆရာဝန်ဆိုတော့အဲ့လိုအကုန်လုံးရမှာပဲဒီစိတ်ရောမှာကျွန်တော်တယောက်ပဲရှိရနော် bro အဲ့တော့ကျွန်တော်တယောက်တည်းလုံနေရတာနတ်စမလှလေးရှိရင်ကောင်းပါပဲမောင်ကြီးကျွန်တော်တယောက်တည်းပင်ပန်းနေဗျ
သူက dry eye နဲ့เนาะမျက်လုံးတွေခြောက်တာတယ်เนาะဂိမ်းတွေ Roblox ဂိမ်းတွေစော့တာများတော့ကြည့်လောက်အဲ့တော့ eye ကြော်တယ်เนาะဟုတ်တယ်မျက်စင်းခန့်ရမယ်မင်းเนาะမင်းဂိမ်းတွေရှော့တာဂိမ်းတွေရှော့တာဖြစ်နေဂိမ်းတွေစော့တာရှော့ကြားလား Roblox ဂိမ်းတွေအဲ့လောက်ထိမစော့နဲ့ Okay ကျွန်တော်ရဲ့ sanity က69တယ်เนาะအဲ့ဒါ0ဆိုကျွန်တော်သိမှာအဲ့တော့ eye draw area တင်တယ်မျက်စင်းခတ်တဲ့ဟုတ်တယ်မျက်စင်းခတ်တဲ့အားလေးကိုကပ်ပြီးမယ်เนาะမျက်လုံးလေးဖွင့်မျက်လုံးကဖွင့်ပြီးသားပြူးနေရမယ်ရော့အမမျက်စင်းခတ်ပေးလိုက်ပြီเนาะ Okay the doctor is arriving နဲ့ရောငါဆရာဝန်မဟုတ်လားဘယ်ဆရာလာနေရလဲဟာ तू ကဆရာဝန်လားဟာရောတရိษံဆရာဝန်ဟုတ်ပြီလေးစားသွားပြီတမင်းကြီးကဲအဲ့ဆိုအဲ့ဆရာနဲ့တစ်ချက်သွားတွေ့လောက်အောင်မယ်ဟာ Hello ဆရာမင်္ဂလာပါ Dr. Hollow you might be the new hire တဲ့ I am Dr. Hollow ဟုတ်ကဲ့ပါ Dr. Hollow အော်ကျွန်တော်ကဆရာဝန်အစ်စ်ပေါ့နော် तू ကဆရာဝန်အဟောင်းပေါ့တကယ်လို့ထူးထူးဆန်းဆန်းနေဖြစ်နေလေတဲ့ဒီဆေးရုံမှာဆက်ပြီးတော့ဆေးကုသပါတယ်ဟာဘာကြီးလေဗျ I will face the shutter and security camera မင်းတို့အိုးဒါပိတ်လို့ရသွားပြီ Okay ကင်မရာလည်းကျွန်တော်တို့ရသွားပြီ Thank you ပါဆရာကြီးနော်အိုးကင်မရာကြီးလည်းရသွားပြီ Okay shift report တဲ့ကျွန်တော် patient 2ယောက်ကိုကျွန်တော်လုံနိုင်ခဲ့ပြီနော်Okay nice bro Halloween pass တဲ့ဟုတ်ပြီဒါတော့ကျွန်တော်ရဲ့ပထမဆုံး shift 1ဟေးဟေးဒါတရိษံမုံနေလို့တရိษံမဟုတ်ဘူးတရိษံမဟုတ်ဘူးတကားပိတ်တရိษံအစ်စ်မဟုတ်ဘူးကြည့်တော့ဒီလိုကြီးတဲ့ရောလက်တီရောအကျော်လိုက်နေရလားလေဖြတ်နေရလားဟေးဒါဒီကောင်ခနာကိုလေးကိုမကောင်းဆိုးဝါးကြီးဝင်ပူးနေရ bro ဒီကောင်ခနာကိုလေးကိုမကောင်းဆိုးဝါးကြီးဝင်တယ်ခဏနော်ဟုတ်ပြီခဏလေးပါစိတ်လေးတော့ရှည်ပြီးပါနေကင်မရာကြည့်လောက်မယ်ကင်မရာ1ကင်မရာတောင်းတယ် Okayကြည့်လောက်ဒါလူတော့မဟုတ်လူတောင်ဖြစ်နေတရိษံတော့မဟုတ်ဘူးဗျမကောင်းဆိုးဝါးကြီးဖြစ်လောက်တယ် Okay မကောင်းဆိုးဝါးကြီးကိုစေးကူးတိုင်ဘာဖြစ်မလဲခဏတပုံလေးရိုက်လောက်အောင်မယ်တပုံတစ်ချက်ကြည့်လောက်အမလေးရောဖြစ်ချင်ဖြစ်ကွာလားစေးကူးတာပေးမယ် register လုပ်ပေးမယ်နော်စိတ်မဆိုးပါနဲ့ Okay print ထုတ်ပေးမယ်ကဲရောခဏနော်ကျွန်တော်သိရဲဒါမကောင်းဆိုးဝါးမယ်ဒါမှလည်းမတတ်နိုင်ရောခဏစောင့်ပေးပါနော် room 2တဲ့ Okay room 2မှာစောင့်နေမယ်တဲ့ဟုတ်ကဲ့ပါကျွန်တော်တစ်ချက်လောက်ဟိုမကောင်းဆိုးဝါးကောင်စီးသွားကူပေးလာမယ်အေးဟိုမှာလည်းလာနေပြီခဏနော်မလေးဟာလန့်တာ Oh my god လန့်သွားတာပဲဟာယောဟေး Hello ဟာယောဟေးခုနတွေးလိုက်တာယောဟေးရွှေကြီးอ่ะကြီးပဲဒီကောင်ကြီးလားမသိဘူးအမလေးနေချက်လာအောင်မယ်ကျွန်တော် CCTV ကအေးဒီကောင်လည်းအဲ့လိုပဲကွာဆက်ကြောလေးOh my god အဲ့ဒါဘာကြီးလဲဟာယောအဲ့ဒါဘာကြီးလဲWhat the heck ကမမတွေးလိုက်လားဟာဟိုလေဘာဟိုလေဟာရလန့်တော့တာပဲ Oh my god တကားမပိတ်တော့ sorry ခဏဆောင်မင်းတို့စိတ်ရှိပါအောင်ကွာဟောရောမကောင်းဆိုးဝိုင်းနေလားတွေ့နေသေးတယ်ဒီကောင်တော့ထားလိုက်ပါတော့စေးမကူးတိုင်းလဲကျွန်တော်တည်လိုက်မယ်စေးကူးတိုင်းလဲကျွန်တော်တည်တော့မှာပဲဟုတ်ပြီခဏဆောင်တော့မင်းတို့ room 1ကောအရင်ဆုံးတစ်ချက်သွားကြည့်ရမယ်ရပြီ Okay room 1မကောင်းဆိုးရလား room 2ကမကောင်းဆိုးရလားဒီကောင်ပဲဖြစ်တော့ကျွန်တော် Okay တကားဖွင့်ထားမှာကဲဘာဖြစ်တာလဲကျွန်တော်တစ်ချက်ပြောပါကျွန်တော်ဆရာဝန်တယောက်ပါကျွန်တော်34ဖြစ်နေစနတီကကျွန်တော်သိတယ်ဒီကောင်ကမကောင်းဆိုးပါဗျသိလားကိုတစ်ချက်ကြည့်ကြည့်လောက်မယ်ဘာဖြစ်တာလဲဆိုတော့ dehydration Canadian what dehydration ရေတက်ကုန်ဆုံးနေနော်ရေတက်ကုန်ဆုံးနေသူက4 drops တယ်မှာပဲဆို Okay အပြန်အောင်လေးရယ်အဝိုင်အောင်လေးရယ်လောက်လိုက်မယ်နော် treatment တစ်ခုဟုတ်ပြီခဏနော်ဒီကောင် IV drop နောက်ချက်အဝိုင်အောင် Canadian ဟာလေးပေါ့နော်ဒီကောင်လေးရပြီခဏနော်what CCTV တွေပြတ်နေရလားဟုတ်တယ်ကွာဘလို့ဖြစ်တာလဲ Okay ရပြီ patient recovery တဲ့ Okay နည်းနည်းလောက်စိတ်ရှိပေးလောက်မယ်ဘာဖြစ်တာလဲ Oh my god ပြောက်ထားလာပြီမကောင်းဆိုးဝိုင်းရ root tray Oh my god ဖျောင်းနိုင်ရောဘာလို့မှလဲကဲကြပါအောင်ဒါကြီးပိတ်ရမှာတင်နေအမလေးငါတော့မလုံးနဲ့နော်ဖျောင်းနိုင်နေမင်းညရမှာလားမသိဘူး Oh my god ယောထားလာပြီမလုံးပါနဲ့ Oh my god မလုံးနဲ့နော်အမလေးမကောင်းဆိုးဝါးကြီးဘာလို့ရမှာလဲ16တဲရအောင်ဘာလို့မဖျောင်းနိုင်နေမင်းညရမှာတင်နေဘယ်ကနောက်တစ်ခုကြံသေးတော်ပါသေးတယ်ကွာ root tray သိရမလားအဲ့ဒါကိုကျွန်တော်ဖျောင်းနိုင်နေငိမ့်လိုက်လို့မဟုတ်ရင်ကျွန်တော်တည်တော့မှာပဲအဲ့တကားပေါက်ပြင်မဲ့ဖွင့်တော့ငါဒီမှာကြာမနေနိုင်တော့လစ်ပြီပြေးပြီ
ဘယ်ကိုပြရမှာလဲနေကျွန်တော် coffee တောက်အောင်မ coffee မတောက်ဆိုသေးတယ်အောင်မယ် okay စိတ်ငြိမ်အောင်ပြန်လောက်ရမှာပြန်နော်ကလုအမလေးကလုcoffee ဖြောနေတော့နေ okay chocolate စားလို့ရလားငါ robust တွေနဲ့ okay ပြီးမှရစားတော့မယ်အဲ့ကောင်ကြီးကြောက်တယ်နော်ခုနတော့ပါသေးတယ် okay ဒီမှာတရားဘာကြီးလဲဟေ့ရောက်ဘာကြီးလဲဟိုကြီးက what ဟိုအောက်မှာခရင်အောက်မှာအဲ့ဒါဘာကြီးလဲခရင်အောက်ကမျက်လုံးနေအောင်ကြီးလားလက်ကြီးရော oh my god ရောက်အဲ့ဒီမဝင်ရကြောက်တယ်ရောက်ဟိုမှာခရင်အောက်မှာမြင်လားတွားရင်ဘာဖြစ်သွားမလဲသိမလားတွားလိုက်မယ်နော်မလေးတော်ပါသေးရပျောက်သွားလို့ပေါ့တော်ပါသေးရပျောက်သွားလို့ခရင်အောက်မှာအမလေးကျွန်တော်ဆွဲတော့မှာโอเคလူနာဘာဖြစ်တာလဲစစ်ပေးမယ်ခရင်အောက်ကနေတွေ့လားဟေ့ရောဒီကိန်းကအကြောက်စရာကြီးကွာကဲဘာဖြစ်တာလဲဆိုတော့ Bruce တဲ့နော်သူကလည်းဒဏ်ရာတွေပွန်းပဲ့ရာတွေဘာဖြစ်တာတဲ့နော်ခဏနော်ကျွန်တော်တို့စိတ်ကုသပေးမယ်โอเคဒီမှာမက်ကလေးသွားကြည့်လာမယ်ကြော်ရအောင်โอเคနားတော့စောင်းလိုက်အောင်ဒေါက်တာ is right okay ဒေါက်တာပြန်လာနေပြန်ပြီတဲ့ okay အဲ့တော့မင်းရရမလားသွားလိုက်အောင်မယ်နော် okay ဒေါက်တာကျွန်တော်လာပါပြီဗျ the supply shop will be open for it okay ဒီမှာဒါပွင့်သွားပြီ hello ဒေါက်တာမင်္ဂလာပါ okay sign ပွင့်ပြီ we have new supply နဲ့ supply နေရှိရတယ်တဲ့ okay shifts report တဲ့နော်first study DNA ဆက်ဝယ်လို့ရတယ်ဒါဝယ်လို့ရတယ် upgrade လုပ်လို့ရပါတော့ဟုတ်ပြီ nice တို့အလွယ်နဲ့ဟုတ်ပါပြီဟိုးဒါစေးခုတာရဲ့နေရလားဟုတ်တယ်ကွာရဒါဒီဘက်မှာတက်တစ်ခုကွာနော်ဟာစိတ်ုံရကြဲကြီးပဲကွာဒီဘက်မှာတစ်ခုဟယ်လိုမင်္ဂလာပါခေပြင်ထွက်လို့ရလားမသိဘူးမရဘူးကွာပြင်မှာလဲမောင်မဲနေရပဲဒီကောင်ကဒီမှာစောင့်နေရတော်တော်ကြားနေရအောင်မင်းဘာဖြစ်တာလဲကွာဟိုကျွန်တော်ဆိုင်တော့ဖြစ်နေကျွန်တော်ဒီစေးကန်းဖွင့်ခနေအဲ့ကောင်အဲ့မှာရက်နေနေပါအောင်ကွာမင်းရလဲဇော့ပဲတီတဲ့โอเคဓာတ်ပုံရလာပေါင်းမယ်ကျွန်တော်ဓာတ်ပုံရိုက်မှသိရမလားမကောင်းဆိုးဝါးကြီးကတ်နေလားပါလားဆိုတော့သိမှာဒီကောင်ကတော့တကယ်ဟိုပါပေါ့တိစံစစ်ပေါ့โอเคအနေနဲ့ကျွန်တော် coffee လေးတောက်လိုက်အောင်မယ်စိတ်ငြိမ်သွားအောင်လို့လေးတည်းမှာ coffee တောက်တယ်ဆိုတာအမလေး room 7မှာစောင့်ပေးပါโอเคကင်မရာလေးချက်လိုက်အောင်ရောက်ရေး medical ပြတ်နေအိုးရောက်နောက်တစ်ယောက်လာပြန်ပြီအကောင်ကြီးကတော့တိစံတော့မဖြစ်နိုင်အောင်ရောက်ဘာဘယ်ဟိုသွားလဲဟမ်ဘာလုပ်နေရလဲကောဘာလုပ်နေရလဲရောက်နေရာမနေရလေဟေးအမှန်ကြီးကိုခေါင်းနဲ့ရိုက်နေဟာရောက်မှန်ကြီးကိုခေါင်းနဲ့ရိုက်နေရရောက်ရေးမကောင်းဆိုးဝါးကြီးပဲဖြစ်တော့ပါတယ် Oh my god တကားပိတ်ထားမယ်ကျွန်တော်တစ်ချက်စစ်ကြည့်အောင်မယ်ဒီလာမကောင်းဆိုးဝါးဝင်ပူးနေရတယ်နဲ့ရောက်ဒီ medical room ကကျွန်တော်တို့ကင်မရာမေးရအောင်နော် alright ဒီကောင်နားလေးသွားလို့ရလားမသိဘူးဒီကောင်များနေပြီနော်မင်းငါ့ကိုဟေ့မင်းဘာလုပ်မှလဲကျွန်တော်သူ့နားလေးသွားလိုက်ဘာဖြစ်မလဲ hello ဟေ့ask to leave တဲ့ခုချက်ချင်းထွက်သွားစမ်းရအောင်မင်းစေးကူတာမကန်ချင်ဘူးဆိုခုချက်ချင်းထွက်သွားငါ့ကိုလာပြီးမနှောက်ရှက်မလေးစတာ Oh my god ကျွန်တော်ကြည့်နေပြီကျွန်တော်ဂျိုကြီးကြည့်နေပြီ Oh my god ကျွန်တော်လိုက်ကြည့်နေပြီတကားပေါက်ပိတ်